မင်္ဂလာပါရှင်စိုးစံလင်းအိမ်ချမ်းမြေကျိုးဆောင်ကုမ္ပဏီမှကြိုဆိုပါရရှင်ဒီနေ့ကတော့သင်ငန်းကျွန်းသူဝန VIP 1ကအိမ်အသစ်လေးတစ်လုံးကိုလိုက်ပြပေးမှာဖြစ်ပါရရှင်မြေအကျယ်44ပေ84ပေရှိပါတယ်ဘေးနှစ်ဖက်လာမှန်တွေနဲ့ခန်းနားစွာဖန်တီးတည်ဆောက်ထားတဲ့ Modern House အိမ်မျိုးအစားသုံးထပ်ခွဲတိုက်လုံချင်းအိမ်ဖြစ်ပါရရှင်ဘာသာကင်နေရာကိုလည်းကြဲကြဲဝန်းလေးယူပေးထားပါတယ်ပိုင်ဆိုင်မှုမျိုးစားကတော့ Grammy Box စီကနေ Special Power ယူထားပါတယ်ကျမတို့ဝင်ချင်းစပြီးတွေ့ရမှာတော့ living room အခန်းလေးဖြစ်ပါတယ်ရှင် first impression မှာရင်မျက်လုံးနဲ့ဝင်လာတဲ့ထူးခြားမှုကတော့မီးရီမြိုင်နေအောင်ဆင်ထားတာတွေ့ရမှာပါနိုင်ငံကာလာဆေးကိုတော့အဖြူရောင်ရွေးချယ်ထားပြီးတော့စီလင်ကာလာမှာခင်းနဲ့ရောင် highlight လေးဖောက်ပေးထားပါတယ်အဖြူရောင်ကအရောင်တွေထဲမှာအလေးဆုံးအရောင်ဖြစ်ပြီးတော့တန့်စင်တဲ့ကောင်းခြင်းတွေပြေဝတဲ့အရောင်ဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့အခန်းလေးကတော့ Master Bedroom အခန်းလေးဖြစ်ပါတယ်ရှင်။လေဝင်လေထွက်နဲ့အလင်းရောင်ကောင်းကောင်းရပြီးတော့ aircon နဲ့တက်ဆင်ပေးထားပါတယ်။ဒါကတော့ kitchen room လေးဖြစ်ပါတယ်ရှင်။အခန်းကျယ်ပြီးတော့ cabinet တွေအစုံပါပါတယ်။အခုကတော့ဒုတိယထပ်ကိုလိုက်ပြပေးမှာဖြစ်ပါတယ်ရှင်။လေကားလေရန်ကတော့ရိုးရိုးလေးနဲ့အမြင့်ဆန်းတဲ့ပုံစံလေးပါ။မြင်ချင်းတွေ့ရမှာကတော့ living room အခန်းလေးဖြစ်ပါတယ်ရှင်။ဒီရဲ့ထူးခြားချက်ကတော့မီဒီအစမ်းလေးတွေမီးရောင်လှလှလေးတွေသုံးပြီးတော့စိတ်ကိုဆွဲဆောင်ထားတာပါ living room space လည်းတော်တော်လေးကျယ်ပါတယ် luxury housing တွေရဲ့အားသာချက်ကတော့ပတ်ဝန်းကျင်အလားကိုအပြည့်အဝမြင်တွေ့ရတာပါဒုတိယထပ်မှာတော့ master bedroom 3ခန်းရှိပါတယ်သုံးခန်းထဲမှာတော့ဒီအခန်းကအလှဆုံးအထည်ဆုံးအခန်းဖြစ်ပါတယ်အဖြူရောင်နဲ့ခဲနဲ့ရောင်အတွင်းဆက်ကတကယ်ကိုရိုးရှင်းပြီးတော့ခံနာပါတယ်။ညနေချက်မီးတွေကိုလည်းအပြိုင်ဖန်တီးပေးထားပါတယ်ရှင်။ဒီခန်းထဲမှာရေချိုးခန်းပတ်သက်လည်းတက်ဆင်ပေးထားပါတယ်။ပတ်သက်အပေါ်တက်မှာတော့ sports light မီး3လုံးတက်ဆင်ပေးထားပါတယ်ရှင်။ဒါကတော့တတိယထပ်ပါ။တတိယထပ်မှာဆိုရင်တော့ဖျားခန်းနဲ့ master bedroom 3ခန်းရှိပါတယ်။ဖျားခန်းလေးထဲမှာတော့ဖျားချောင်းဆောင်လေးပါတစ်ခါတည်းထည့်ပေးထားပါတယ်။စင်းတူတော့ပင့်ဆောင်ပူဇော်မဲ့နေရာမှာ sports light မီး3လုံးထိုးပေးထားပါတယ်။ဒီအခန်းကတော့ဖျားခန်းနဲ့ကက်ရက်က master bedroom ခန်းလေးဖြစ်ပါတယ်ရှင်။တအိမ်လုံးမှာစုစုပေါင်း master bedroom 6ခန်းရှိပါတယ်။air con ကိုလုံးလည်းတက်ဆင်ပေးထားပါတယ်။ရေကတော့ဂျိုးဖြူရောအဝီစီရေရောနှမျိုးလုံးရပါတယ်ရှင်။ဒါကတော့ roof slag ကိုတက်မဲ့လေကားလေးဖြစ်ပါတယ်။ house store လို့လာသမျှအိမ်တွေထဲမှာတွေ့ရခဲ့ပြီးတော့ရှားပါတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်။အပြင်ပတ်ဝန်းကျင်ကိုမှန်လေးပဲချပြီးတော့မြင်တွေ့ရတာကတော့တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ဒီရဲ့လက်ရှိခေါ်စီကတော့3300ခွဲဖြစ်ပါတယ်ရှင်စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျမတို့စိုးစံလင်းအိမ်ချမ်းမြေကျိုးဆောင်ကုမ္ပဏီကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အားရသောနေ့လေးဖြစ်ပါစေ။